အရင်တုန်းကကျွန်တော်ဟာကျေးလက်ဒေတာကိုခီးထွက်ဖြစ်ခဲ့တယ်ဒီခီးကတာမန်ခီးတစ်ခုမဟုတ်ပဲစွန်စားကန်းတွေထူးဆန်းတဲ့ဖြစ်ပျက်တွေနဲ့ပြည့်မြတ်နေတဲ့ခီးတစ်ခုဖြစ်ခဲ့တယ်ဒီခီးမှာကျွန်တော်ဟာလူတူကင်းမဲ့တဲ့ကြီးရွာတစ်ခုကိုရောက်သွားခဲ့ပြီးအဲ့ဒီကြီးရွာထဲမှာအင်ပြည့်ကြီးတစ်လုံးကကျွန်တော်ရဲ့အာယုံကိုဆွဲဆောင်နေတယ်လို့ခံစားရတယ်အင်ပြည့်ကြီးဟာတစ်ပင်တွေနဲ့ထုံလွှမ်းနေတဲ့တစ်တော်ထဲမှာတည်ရှိနေတယ်အင်းရဲ့ပြင်ဘက်ကနန်းရံတွေဟာမှုတက်နေပြီးပြတင်းပေါက်တွေဟာကျူပဲ့နေတယ်အင်းရဲ့တကားကြီးဟာဟောင်းနှွမ်းပြီးပျက်စီးနေပြီမဲ့သူ့ရဲ့အကြောင်းကိုသိကျင်စိတ်ကကျွန်တော်ကိုအတွင်းထဲသို့ဝင်ဖို့တွန်းအားပေးနေတယ်ကျွန်တော်ဟာအင်းပြက်ကြီးတဲကိုခြေချလိုက်တဲ့အခါအေးဆက်တဲ့လေတစ်ခုကကျွန်တော်ကိုဝင်တိုးလာတယ်အင်းရဲ့အတွင်းပိုင်းဟာမှောင်မိုက်နေပြီးဖုံတွေပက်ချီတွေနဲ့ပြည့်နေနေတယ်နန်းရံတွေပေါ်မှာတပ်ပုံဟောင်းတွေမှန်ကွဲတွေနဲ့စာအုပ်ဟောင်းတွေကိုတွေ့ရတယ်ဒီအိမ်ဟာတစ်ချိန်လုံးကပျော်ရွှင်တဲ့မိသားစုတစုရဲ့နေအိမ်ဖြစ်ခဲ့မယ်လို့ထင်မိတယ်ဒါပေမဲ့ကျွန်တော်ဟာအိမ်ရဲ့အလယ်ခန်းကိုရောက်သွားတဲ့အခါထူးဆန်းတဲ့အရာတွေကိုစတင်ကြုံတွေ့လာရပါတယ်ရုတ်တရက်မိခိုးတွေဟာမီလီယံတွေဖြစ်ပြောင်းလဲသွားပြီးအင်းရဲ့အလေကမ်းမှာမီးတောက်တစ်ခုကိုမြင်လိုက်ရတယ်။ဒီမီးတောက်ဟာလူတစ်ယောက်ရဲ့ပုံရိပ်ကိုဖန်တီးနေတယ်။ကျွန်တော်ဟာထိတ်လန့်သွားပြီးနောက်ပြန်ဆုတ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ကျွန်တော်ဟာနောက်ပြန်ဆုတ်လို့မရတော့ဘူး။မီးတောက်ထဲကပုံရိပ်ဟာကျွန်တော်စီကိုချင်းကပ်လာတယ်။သူဟာမြို့သမီးတစ်ယောက်ရဲ့ပုံရိပ်ဖြစ်နေတယ်။သူမရဲ့မျက်လုံးတွေဟာဝမ်းနဲ့နေပုံရပြီးသူမရဲ့အတန်ဟာတုန်ခါနေတယ်။အဲ့ဒီမျိုးသမီးကြီးကကျွန်တော်ကိုလှမ်းဆွဲပြီးကျေးဇူးပြုပြီးငါ့ကိုကူညီပါ။သူမရဲ့အတန်ဟာကျွန်တော်နားထဲမှာပဲ့တင်ထက်နေတယ်။ကျွန်တော်ဟာထိတ်လန့်သွားပြီးဘာဖြစ်နေတာလဲ။ဘယ်သူတွေကမင်းကိုအဲ့ဒီလိုဖြစ်အောင်လုပ်ခဲ့တာလဲလို့မေးလိုက်တယ်။သူမဟာငိုချွေးနေပုံရပြီးငါ့ဖေကငါ့ကိုဒီအိမ်မှာတည်ဆုံးသွားအောင်လုပ်ခဲ့တယ်။ငါ့ဖေကမကောင်းဆုံးတစ်ယောက်ဖြစ်ပြီးငါ့ကိုဒီအိမ်မှာပိတ်လောင်ထားခဲ့တယ်လို့ပြောလိုက်တယ်။သူမရဲ့စကားတွေကိုကြားရတဲ့အခါကျွန်တော်ဟာစိတ်ထဲမှာကြောက်ရွံ့သွားတယ်။ဒီရင်ပြက်ကြီးဟာမကောင်းဆုံးအားတွေရဲ့နေရာဖြစ်တယ်လို့ထင်မိတယ်။ကျွန်တော်ဟာသူမကိုကူညီဖို့ကြိုးစားခဲ့တယ်။ငါ့ကိုကူညီပါ။ငါ့အဖေကိုရှာပြီးငါ့ကိုလွတ်မြောက်အောင်လုပ်ပေးပါ။သူမရဲ့အတန်ဟာတဖြည်းဖြည်းမိမ့်သွားတယ်။ကျွန်တော်ဟာအင်ပြက်ကြီးထဲမှာသူမရဲ့အဖေကိုရှာဖွေနေခဲ့တယ်။ဒါပေမဲ့ဘာမှတွေ့ရှိခဲ့ဘူး။နောက်ဆုံးမှာကျွန်တော်ဟာအိမ်ရဲ့အောက်ခန်းကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာသူမရဲ့အဖေရဲ့အလောင်းကိုတွေ့ရှိခဲ့တယ်။သူဟာတည်ဆုံးနေခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ဟာမီးတောက်တွေနဲ့လောင်ကျွမ်းနေတယ်။ကျွန်တော်ဟာထိတ်လန့်သွားပြီးအင်ပြက်ကြီးထဲကပြေးထွက်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်ဟာအင်ပြက်ကြီးထဲမှာကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်တွေကိုဘယ်တော့မှမေ့လို့မရနိုင်ခဲ့ဘူး။ဒီအင်ပြက်ကြီးဟာကြောက်လန့်စရာတနာစရာတွေနဲ့ပြည့်နေတဲ့အင်ကြီးတစ်လုံးပဲဖြစ်နေပါတော့တယ်။